အားလုံးမင်္ဂလာပါအခုကျွန်တော်တို့ online ပေါ်မှာပြန်လာပြန်တယ် MDF ကိုတိုက်ဖို့ချင်းလန်းကောင်စီတပ်ဖွဲ့ဝင်တွေကား3-4စီးနဲ့ဆင်းလာကြပြီဆိုပြီးမှသူတို့ရဲ့ lobby တချို့တွေကလည်းရေးတင်တာရှိတယ်မင်းတို့တတိထားဆိုတဲ့ပုံစံနဲ့ရေးတဲ့ဟာတွေကျွန်တော်တွေ့တယ်ဟာခါမှာစစ်ကောင်စီကနေပြီးတော့ဟာခါမှာ1 fine 3တဲ့ဟာတွေ internet 1 fine ဒီဟာတွေကိုဖြုတ်သိမ်းပြီးမဟာခါမှာကြိုက်တယ်လို့နေတယ်ဟာလားဟာခါမှာစီဝေးတွေတော့မှချင်းပါသေးတယ်အဲ့တော့ဟာခါကြတော့မထီရဲကြဘူးကိုလူမျိုးချင်းချင်းတို့ပြန်တိုက်ဖို့ပြတိုက်ဖို့ဆိုပြီးမှလာလုံးနေတယ်အမှန်ကမရာနယ်မြေတေတာတခုမှာလက်နဲ့ကန်အဖွဲ့နဲ့ဖွဲ့နေစရာမလို MDF ကအများနေရာထိန်းချုပ်ပြီးဆိုရင် CDF မရာကမရှိတင်တော့ဘူးဘာဖြစ်သူအချိုးမှလောက်တာမဟုတ်ဘူး CDF မရာရှိစရာမလိုမရာစွန်တဖွဲ့နဲ့ကြတီပါပြီးပြီအဲ့ဒါဘယ်နဲ့လာစားလူချင်းလို့ရာထူးလူချင်းယုံနဲ့ CDF အမိခံပြီးမှအရင်ကလေးနဲ့ MDF ကိုလိုက်တိုက်နေတယ်နောက် MDF ပြန်တိုက်တော့လေ MDF ပဲမှားတယ်ငါတို့မှန်တယ်ဆိုပြီးမှဟာလားအခုတကယ်လို့ MDF ကိုChinland Council အနေတပ်ဖွဲ့ဝင်နဲ့လာတိုက်တယ်ဆိုတီတခါနဲ့ဆိုတော့နှခါဖြစ်တော့မယ်သုံးခါပေါ့အဲ့လိုဖြစ်တော့မယ်ဆိုတော့တီတခါတီ Chinland Council အနေနဲ့လာတိုက်တဲ့အချိန်မှာတောင်ပိုင်းမှာရှိတဲ့ချင်းညင်အောင်တပ်ဖွဲ့ဝင်တွေ CDF မင်းတပ် CDF ကမ်ဘလက် CDF မတူပီဝန်မပါတော့ဝန်မပါဘဲနဲ့ဒီတိုင်းမဲ့လက်ပိုက်ချိနေပြန်နေဆိုလို့ရှိရင်တော့ကိုစဉ်းစားကြပါတော့မင်းတို့လည်းလာတိုက်တဲ့အချိန်မှာဘယ်သူမှဝန်ကူမှာမဟုတ်ဘူးမင်းတို့လည်းမင်းတို့ပဲဖြည့်ရှင်းမယ်အဲ့လိုပုံစံဖြစ်သွားတယ်အဲ့တော့မင်းတို့ချင်းညီနောင်တွေရဲ့ရည်တည်ချက်ကဘာလဲလို့မိခွန်းထုတ်เสียဖြစ်လာတော့မယ်ဖလာမာစစ်ကူတော့ဖို့ခက်ခဲမှုရှိလို့နားလည်ဒီလိုဖလာမာဒီလိုဖြစ်တယ်ဆိုရင်ထားလိုက်အောင်ဖလာမြေချင်းပြင်းမြောက်ပိုင်းမှာချင်းညီနောင်အဖွဲ့ဝင်နှစ်ဖွဲ့ရှိလို့အဲ့ဖက်ကနဲ့အင်အားမမျှလို့ဆိုရင်တော့ရသေးတယ်ချင်းပြင်းတဲ့တောင်ပိုင်းမှာဟာလားချင်းညီနောင်အဖွဲ့၄ဖွဲ့ရှိတယ်ကို၄ဖွဲ့ထဲကတစ်ဖွဲ့ကိုထိရင်အရင်အတိုင်းပဲခင်ဗျားတို့ကဘာမှသုံးပြမှုမရှိဘူးမင်းတို့စုပေါင်းမှုမရှိဘူးဒီတိုင်းပဲတစ်ဖွဲ့ကပဲသူဟာနဲ့သူလုံနေတယ်ဆိုလို့ရှင်ခင်ဗျားတို့ချင်းညီနောင်တို့ရဘာလဲလို့ကျွန်တော်တို့ကမေးခွန်းထုတ်ရတော့မယ်ကျွန်တော်တို့ထောက်ခံနေတဲ့လူတွေကမေးခွန်းထုတ်ရတော့မယ်တခြားလူတွေကထုတ်เสียမလို့ဘူးအဲ့ဒါကြောင့်တကယ်လို့ဒီ MDF ကိုအခုချင်းလန်းကောင်စီအနေနဲ့လာတိုက်ပြန်ခင်ဗျားတို့ကူပါမကူဘူးဆိုလို့ရှင်ကျွန်တော်တို့ကတော့ပြောမှာဒီဟာမျိုးမဖြစ်စေချင်ဘူးခင်ဗျားတို့တစ်ဖွဲ့နဲ့တစ်ဖွဲ့ကူညီမဆဖို့အတွက်ချင်းနေအောင်ဆိုတာခင်ဗျားတို့ဖွဲ့ကြတာမဟုတ်ဘူးလားအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကချင်းနေအောင်ဖြစ်ပေါ်လာတယ်ဆိုတာတစ်ဖွဲ့နဲ့တစ်ဖွဲ့ကူညီမဆဖို့အတွက်စီရေးနိုင်ငံရေးကအစမင်းတို့အတူရှင်တွဲနေလုပ်ဖို့အတွက်ကျွန်တော်တို့ကလုပ်ချမယ်လို့ကျွန်တော်တို့ကမြင်တယ်အဲ့ဒါကြောင့်ချင်းလန်းခေါင်စီရကြည့်လေရုပ်မာမယ်ဆိုရင်အဖွဲလိုက်နဲ့ရုပ်မာတာဟိုးအောက်ခြေကအစအကုန်လုံးအတင်းအကျုံအကုန်လုံးတင်းကျုံပြီးမှလာတော့တာသူတို့ကရှိသမျှအင်အားနဲ့လာတာဖလမ်တိုင်းမယ်ဆိုရင်ချင်းပြည်နယ်ကအဖက်ကတပ်တွေရုပ်ပြီးမှဖလမ်သွားတိုင်း MDF တိုင်းမယ်ဆိုရင်လည်းတော့ကြဟိုဖက်ကတပ်ကိုအကုန်လုံးရုပ်ပြီးမှဒီဖက်ကိုလာအောင်မယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့တီထားဖို့ချင်းနေတော့
MTF ဖက်ကိုစစ်တိုက်လာပြီဆိုရင်ဖလမ်ကိုခမရတို့ PDF ရုံးလဲနဲ့ CNDF ပေါင်းပြီးမှဖလမ်ဖက်ကိုခမရတို့ထိုးစစ်ဆင်ဖို့လိုတယ်ဖလမ် CNDF ကလည်းဟိုအများအားတွေးကြောင်နေလို့မရဘူးမင်းဟာတော်လှန်ရေးတမတယောက်ပဲစစ်ကောင်စီဒီလောက်ရှိနေတဲ့ဟာတော့မှခမရတို့တိုက်နေတာပဲသူတို့လည်းခမရတို့လည်းနဲ့ကင်နေတာပဲဒီချင်းလဲခေါင်စင်လဲဒါကြောင့်မလို့ကျွန်တော်တို့ကစစ်တော့မဖြစ်စေချင်ဘူးတိုးတော့ဒီလိုစစ်ကြောင်းလာထိုးနေတယ်ဆိုလို့ရှိရင်တော့ဒီလိုအနိုင်ချင်းဖို့လာနေတယ်ဆိုရင်ခမရတို့တိုက်ကိုတိုက်ရမှာပဲရှောင်လို့မရဘူးမတတ်နိုင်တော့ဘူးလေကိုလာတတ်ဖို့လာမှတော့ကိုကလည်းဘယ်လိုလို့လက်ပိုက်ပြီးမှကြည့်မှာလဲမဟုတ်ဘူးလားအဲ့တော့ခမရတို့တစ်ဖွဲ့နဲ့တစ်ဖွဲ့ကိုညီပန်းပိုးကြပါလို့ပဲကျွန်တော်ကပြောချင်တယ်ဒီလိုမှသာကျွန်တော်တို့ပြည်ပမှာရောက်နေတဲ့လူတွေကလည်းအော်ကျွန်တော်ချင်းလူညီနောင်တွေကတစ်ဖွဲ့ကိုထင်တော့အားလုံးကလက်မခံဘူးတအုပ်နဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့ကိုညီပန်းပိုးမှုရှိတယ်ဆိုတော့ယုံကြည်မှုပြည်သူကယုံကြည်မှသာပြည်သူရဲ့ယုံကြည်မှုနိုင်ငံတကာရောက်နေတဲ့ထောက်ပို့တွေအားလုံးရဲ့ယုံကြည်မှုရမှသာကျွန်တော်တို့အပြန်အလှန်ဟိုကူညီဖေးမလို့ရတာချင်းလန်းခေါင်စီကတော့ကိုစစ်ကောင်စီတာမတိုက်တာသူတို့ကိုလူမျိုးချင်းလှုပ်ဖို့ဆိုအရန်တွင်းနေတာအဲ့ဒါကြောင့်သူတို့ဟိုနိုင်ငံခြားမှာရှိတဲ့လူတွေကလည်းတကယ်ကိုပိုက်ဆံအားတက်တရောပေးကြတယ်ဘယ်လိုပေးလိုက်ဆိုတော့ချင်းပြင်းနေကိုချင်းလက်ခေါင်စီရပဲအုပ်ချုပ်ရမယ်ပြောနေတာလေသူတို့ကချင်းပြည်သူကမဲနဲ့ချင်းလက်ခေါင်စီဖွဲ့တာလည်းမဟုတ်ချင်းကောင်းမန်ဖွဲ့တာလည်းမဟုတ်ဘူးဒါတော့မှသူတို့ကဒီလောက်လုံနေတာအဓိကသူတို့အောက်ခြေမှာရှိတဲ့လူရိုင်းတွေကရိုင်းထက်ရိုင်းဒါသူတို့ကအရန်တပေါ်ကြတာသူတို့ကကိုချင်းချင်းဆိုပြီးမှညာတာမဟုတ်ဘူးသူတို့ဘက်မှာကိုဘက်ကသာချစ်ချင်းမြတ်တာပေးချင်နေတာဟိုဘက်ကချစ်ချင်းမြတ်တာကိုလည်းခမရဘလောက်ပေးခယူမဆိုင်ဘူးမလို့ချင်ဘူးအဲ့တော့ကျွန်တော်နားလည်ဖို့လိုတယ်ကျွန်တော်ချင်းနေတော့လူကြီးပိုင်းတွေအားလုံးသူတို့ရဲ့အကြံဉာဏ်ကဘာလဲဆိုတော့ကျွန်တော်ကချင်းနေတော့ကိုဒီလိုဝန်မွေပြီးမှပဲဟိုငါတို့လာတိုက်တယ်ငါတို့လာတိုက်တဲ့အချိန်မှာသူတို့အင်အားနဲ့နေတဲ့အချိန်စစ်ကောင်စီကသူတို့ထိန်းထားတဲ့မြို့တွေပြန်သိမ်းဖို့သူတို့ရဲ့မာယာအဲ့ဒါသူတို့ရဲ့ဒီထုံးဝတ်စစ်ကောင်စီနဲ့ထုံးဝတ်အပေးအယူကအဲ့လိုမျိုးအဲ့နီးပြူဟာအခုတုံးနေတာဟိုချင်းလန်းခေါင်စီကတကယ်တမ်းချင်းလန်းခေါင်စီကချင်းပြည်နယ်လွတ်မြောက်ဖို့အတွက်သူချင်းလန်းခေါင်စီဖွဲ့နေတာမဟုတ်ဘူးချင်းပြည်နယ်ကိုနိုင်ငံရေးနဲ့ကစားချင်နေတယ်အဲ့ဒါကြောင့်ချင်းနေတော့ကသူတို့အတွက်အနောက်အရှက်ဖြစ်တယ်ဆိုပဲအမြင်ရှိတယ်ချင်းနေတော့ကစစ်တိုက်တာတော့မကြိုက်တာကိုသူတို့အတွက်ကဝမ်းနေတယ်လေသူတို့ကအဲ့တော့ချင်းနေတော့လူကြီးပိုင်းတွေတော်တော်များများကဟိုအဲ့ဒါကိုတီးပြီးမှဟိုအများအားလက်ပိုက်ကြည့်နေဖို့မလိုတော့ဘူးလို့ကျွန်တော်ကမြင်တယ်ကျေးဇူးပါအဲ့လောက်ပါပဲအများကြီးပြောရင်လည်းမကောင်းပါဘူး